မွန်ပြည်နယ်မော်လမြိုင်မြို့ကိုရောက်ရှိလာတဲ့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်လုံခြုံရေးယူပေးပြီးတော့မော်လမြိုင်ကနေဘီလင်းကိုပြန်လာတဲ့စစ်ရင်တန်းတစ်ခုကို KNU KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘာလ19ရက်နေ့မှာတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဘက်ကအထိကိအသေးဆုံးရှိခဲ့ပါတယ်။မော်လမြိုင်ကနေတထုံကိုမောင်းနှင်လာတဲ့စစ်ရင်တန်း9စီးဟာဘီလင်းပိုင်ရဲစခန်းနဲ့တောင်ရကျေးရွာနီးရွှေတန်လွင်တိုးဂိတ်ဟောင်းအရှိတောင်ဘက်ရွှေကုတ်ကိုကွေ့မှာလမ်းရညာဘက်ချမ်းကနေတိုက်ခိုက်ခံခဲ့ရတာပါစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာအော်တိုဘာလ18ရက်နဲ့18ရက်နေ့မှာကရင်ပြည်နယ်ဖန်အံမြို့နဲ့မွန်ပြည်နယ်မော်လမြိုင်မြို့တွေကိုတွားရောက်ခဲ့ပြီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်အော်တိုဘာလ18ရက်နေ့မှာနေပြည်တော်ကိုပြန်သွားခဲ့တာပါအဲ့ဒီခရီးစဉ်ကိုတွားရောက်လုံခြုံရေးယူပေးခဲ့တဲ့စစ်ကောင်စီတပ်ရင်တန်းမော်လမြိုင်ကနေဘီလင်းကိုအပြန်မှာတိုက်ခိုက်ခဲ့တာလို့လုံခြုံရေးရအမည်ဖော်လို့တဲ့တထုံ PDF တိုင်ရင်မှုတအုပ်ကပြောပါတယ်မော်လမြိုင်ပြလာပြီးကျွန်တော်တို့ဒီဘေးကနေဒီလေးနဲ့မြန်ကြပြီးကျွန်တော်တို့မဲနဲ့ဆွဲပြီးတော့ကျွန်တော်တို့ခါတော့ဝေပြလိုက်တယ်ဖြီးတာတော့သူတို့ဒါမဲ့ဆေးရုံမှာကျွန်တော်တို့လက်ဆုံစားတာတော့ကိုရောက်ပြေသွားတယ်ကားနေစီချွာအဲဒီခြေရတော့ဒီ9နာရီ40မိနစ်ခြေတော့စဖြစ်တာပေါ့နော်ဒီကြိုရတော့ကျွန်တော်တို့ဟိုဆွဲလိုက်တာဒါပေမဲ့ဒီတော့ကျွန်တော်တို့လည်းနေရာကောက်ရပြီးတော့ကျွန်တော်တို့ကဆွဲရပြတော့နိုင်ယူလာရှိတယ်ပြပြီးတော့ခါကျွန်တော်တို့ပြဆော့ရကိုလူတွေထိမှဆိုတော့ကိုပြဆော့ရအော်တိုဘာလ19ရက်နေ့မှာပဲဘီလင်းပိုင်ရွှေရင်တုံဂုံးစင်းမှာတစ်ကြိမ်နဲ့ဒေါင်းရက်လမ်းခွဲမှာတစ်ကြိမ်နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးကနဦးစင်းရ9ယောက်သေဆုံးတာလို့သူကပြောပါတယ်စစ်ကောင်စီတပ်ရင်9စီးတဲကအရာရှိတွေပါတဲ့ကားကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့တထုံ KNLA တပ်ရင်း2ရဲ့ပြောရေးဆိုခွင့်ရှိသူဦးစန်းမြင့်ကပြောပါတယ်ဒီပြန်လာကားခုနှစ်စီးပါလာတယ်လေမော်လမြိုင်နေဒီဘီလေးပြန်လာဘီလေးရှင်တော်နဲ့တော့ရတော့အကြီးမှဆွဲလာတာရှေ့ကကားကြီး3ကြီးလိုလေးက3ကြီးကိုတော့သူတို့လုပ်ပေးလိုက်တယ်နောက်တော့ကြာပြီးပါလာတော့ဒီအရာရှိကားပေါ်ပြီးကိုဒီကိုနေစီတော့ဆွဲလာတာအဲ့တော့ဒီပြောတာ7ယောက်ဖြစ်တယ်လို့ပြောတာပဲတော့ဒီထိကတရားတော့အယောက်နဲ့ဆက်ကြော်တော့ပေါ့ဒီကလာအဲ့မှာဒီလမ်းပေါ်မှာပုံတာပဲပုံမှန်ကြီးပြလာကောက်တယ်တော့ဒီရှေ့ကတော့ကားလုံးပြပြဒီပတ်သွားကားလုံးပြနပ်ပြပြတော့ဒီကိုပြီးတော့ဒီပူပေါင်းတပ်ဖွဲ့တော့အမီဆိုတော့ဆုတ်ခွာလိုက်တာပေါ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာနှစ်ခုမှာကနဦး9ယောက်သေဆုံးပြီးနောက်ဆေးရုံမှာနောက်ထပ်2ယောက်သေဆုံးခဲ့တာကြောင့်စစ်ကောင်စီတပ်ဖက်က17ယောက်သေဆုံးတယ်လို့ဦးစံမြင့်ကပြောပါတယ်မွန်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူတယန်ဇာတရေးရဝန်ကြီးဦးအောင်ကြည်သိန်းကတော့2ယောက်ပဲသေဆုံးတယ်လို့ပြောပါတယ်ထိတွေ့ပြစ်ခတ်မှုကြောင့်တိုးဂိတ်လုံခြုံရေးတပ်ဖွဲ့ဝင်2ဦးသေဆုံးတယ်တပ်မတော်ရင်နှန်းကတပ်ဖွဲ့ဝင်2ဦးမစိုးရိမ်ရဒဏ်ရာရရှိတယ်အဲ့မှာဒုရဲမှုအောင်မြင့်စိုးကို22 3ညအချိန်မှာဘီလင်းပြည်သူ့စေုံပို့ဆောင်ကုသခဲ့ရ22:30အချိန်နဲ့ရရှိတဲ့ဒဏ်ရာဖြင့်ကျဆုံးသွားပြီးတော့ဘုံမူဖြိုးတေစာထွန်းနဲ့ဘိုးကြီးဖြိုးကိုအောင်တို့ကိုခလာရရှိမှရှိတဲ့တပ်တွင်းစေုံမှာစေကုသခံရလည်းရှိပါတယ်တိုက်ပွဲအတွင်းထိခိုက်သေဆုံးတဲ့ဥယျာဉ်နဲ့ပတ်သက်လို့ RFA အနေနဲ့တိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးစစ်ရင်တန်းကိုလက်နက်ကင်အင်အား20လောက်ကလက်လုံမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ရွှေတန်လွင်တိုးဂိတ်ဟောင်းကို40မမလက်နက်ကြီးနဲ့3ချက်လက်နက်ငယ်နဲ့အချက်100လောက်ပစ်ခတ်ခဲ့တယ်လို့မွန်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူဦးအောင်ကြည်သိန်းကပြောပါတယ်ဒီလိုပြစ်ခတ်လာတဲ့အတွက်ရွှေတန်လွင်တိုးဂိတ်လုံခြုံရေးတာဝန်ကျရဲမှုအောင်မြင့်စိုးအပါဝင်12ဦးဗိုလ်ကြီးမျိုးတီဟာထွန်းနဲ့ဗိုလ်စော်လင်းခိုင်တို့ဦးဆောင်တဲ့တပ်ဖွဲ့ဝင်12ဦးခန့်ကလက်နက်ငယ်နဲ့အချက်200ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်းဆိုပါတယ်မိနစ်ပိုင်းအကြာမှာ PDF အင်အား20ခန့်ဟာတိုးဂိတ်ရဲ့အရှိမြောက်ဘက်တမိုင်ခန့်အကွာဒေါင်းရကျေးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့စစ်ကောင်စီကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်တိုက်ပွဲဖြစ်ပွားရာအနီးမှာနေထိုင်တဲ့ဘီလင်းဒေသခံတဦးကတော့တိုက်ပွဲတန်တွေကိုကြားနေခဲ့ရပြီးဒေသခံတွေမလုံခြုံသလိုခံစားရတယ်လို့ RFA ကိုပြောပါတယ်တဲ့မှာကတော့မဖြစ်ပါနဲ့လို့ပဲဆုတောင်းနေတယ်တို့ဒီမှာခြံလောက်တာတွေကများတော့ရောဘာဂျန်တို့ဘာလို့လဲဒီကွန်ချန်သမားတွေပါခြံသမားတွေကတော့တောထဲတောင်ထဲသွားတာညာတယ်သူတို့လည်းမတော်ရဲမလာရဲရှိတယ်ပေါ့။နောက်ညဘက်ကျလို့ဖြစ်ရင်သူတို့ကဒီည6နာရီကျော်9နာရီလောက်ဆိုတော့ဒီလင်းနဲ့ဒီစရုံကြောက်ဖြတ်ဖို့ကအဲ့တော့စဉ်းစားနေရတော့ကျွန်တော်ကွန်ပျူတာနေတဲ့မှာ
တော်လေးကိုရက်စုပြီးသွားနေရနေထားတော့ကိုတိုက်ပွဲဖြစ်မှလည်းရှောင်းတယ် ဘီလင်းဒေသမှာစစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေကြားမကြာခဏတိုက်ပွဲတွေဖြစ်ပွားလေရှိပြီးတိုက်ပွဲအတွင်းမှာကလေးသွငယ်အပါအဝင်အရက်သားတွေလည်းတေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်မဟာဗျူဟာနဲ့မူဝါဒလေးလာရေးဌာန ISP မြန်မာရဲ့ထုတ်ပြန်ချက်မှာ2021ဖေဖော်ဝါရီလ1ရက်နေ့ကနေ2022ဇူလိုင်31ရက်အထိ18လအတွင်းမှာနိုင်ငံတော်ဝန်တိုက်ပွဲပေါင်း6688ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်တိုက်ပွဲတွေဟာရော့ကျသွားတာမရှိဘဲဇက်တိုက်တိုးလာနေတယ်လို့လည်း ISP မြန်မာကပြောပါတယ်ကျွန်တော်ကတော့ကိုကြည်ပါဒီသတင်းကို American ပြည်ထောင်စု Washington DC ကနေပေးပို့ခဲ့တာဖြစ်ပါတယ်ခင်ဗျာ